ကြားလာတဲ့ကောင်ရဲ့အထုပ်ပတ်တိကိုကျမကြီးကိုမြုံရတဲ့ဘဝမှာနောက်ထပ်ပါကိုယုံရအောင်ပါလေစားလုံးတွေကိုစုပ်ယူရင်လူဖြစ်အောင်လုပ်ခဲ့ရပြပြတတ်တော့လည်းမဟုတ်ပါဘူးနေ့စဉ်နဲ့မြဝတ္တရားတွေထူတဲ့ဖြစ်စီကြာလာတော့ဝကျွေးတွေဖြစ်ဟောရီနာကြီးပွဲနှစ်တွေအတွင်းငင်းဆန်ခဲ့ရတာခမများလက်ခံနိုင်စရာနေပါလုံးတယ်တချို့လူတွေအတွက်လိုအပ်ခြင်းလိုအပ်လိမ့်မယ်လက်ဝတ်ရတနာဒါမှမဟုတ်အားဖြည့်အချူရီဒါမှမဟုတ်ရင်မောင်းလိုက်စင်ကျွန်တော်အတွက်အရေးကြီးလိုအပ်နေတာကမျက်ရည်ကိုမျက်ရည်ကိုစောင့်မျှော်နေခဲ့တာနှစ်20ကျော်ကြာခဲ့ပြီရန်ကုန်ရဲ့မြေအောင်လောကမှာကျင်လည်ခဲ့သူတယောက်အရှိတောင်အာရှကဖွံ့ဖြိုးဆဲမြို့တစ်မြို့မှာခန္ဓာကိုယ်ကိုယ်သာရင်းနှီးမြုံနှံနိုင်ခဲ့တဒန်းတွေကိုဘာနဲ့တိုင်းတာကြမလဲပတ်သက်ဖို့တဲ့မိမတွေနဲ့လားရှာဖွေခဲ့သမျှငွေဆက်ကူနဲ့လားသတင်းစာတွေနဲ့လားပြန်စဉ်းစားကြည့်တော့လေကိုယ်နာမည်ရှေ့မှာဘာမှမရှိကိုယ်နာမည်နောက်မှာလည်းဘာမှမရှိပကတိအထီးကျန်မှုမှာလေးတန်းကိုရှော့ချထားခဲ့ပါတယ်ညကစပါရာကက်ကိုပြန်ဖတ်တယ်တချင်းတွေတော်ဝါတပြဲထိုင်တောက်တယ်ကိုသစ္စာဖောက်ဖို့ကြိုးစားကြည့်တယ်ဒါပေမဲ့မအောင်မြင်ပါဘူးခုတော့စိုက်ပုတ်တွေကြားမှာမင်းရောငါပါအသက်ရှူမှားခဲ့ကြပြီတို့အဖြစ်ကတို့တိုင်းပြီလို့ပဲကံခေပေမဲ့ချစ်စရာကောင်းနေသေးရဲ့လှသန်း